Malawa Infonet Channel နေကြိုဆိုပါရခင်ဗျာ။အီဂျစ်နိုင်ငံရဲ့ပရမစ်ကြီးတွေကိုမြင်ရင်မိတ်ဆွေတို့အနေနဲ့မိကုံမောင်းများစွာရှိနေမှာပါ။ဒီတော့ကျွန်တော်မှလည်းရှိနေပါတယ်။အီဂျစ်နိုင်ငံမှာရှိတဲ့ပရမစ်ကြီးတွေကိုဘယ်သူတွေတိစောက်ခဲ့တာလဲ။ဘယ်လိုနီလန်းတွေနဲ့တိစောက်ခဲ့တာလဲဆိုတာတွေပေါ့။လွန်ခဲ့တဲ့နှစ်ပေါင်း4500ခန့်ကလူသားမျိုးနွယ်တွေဟာကျွန်တော်ဒီကနေ့ခေတ်ကမ္ဘာပေါ်မှာရှိတဲ့သိပ္ပံပညာရှင်တွေနောက်နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေကိုခေါင်းခဲစရာအဆောက်အုံကြီးတစ်ခုဆောက်လုပ်ခဲ့ကြပါတယ်။ဒီဆောက်အုံကြီးကတော့အီဂျစ်နိုင်ငံရဲ့တဲကန်နာထဲမှာရှိတဲ့ဂီဇာရဲ့ပရမစ်ကြီးပါအမြင့်ပေ146မီတာတန်ချိန်ပေါင်း6တန်းအထိအလေးချိန်ရှိပါတယ်ဒီဆောက်အုံကြီးကို20အတွင်းအပြီးဆောက်လုပ်ခဲ့တာပါဒီကနေ့ခေတ်ကျွန်တော်တို့နည်းပညာနဲ့ဆိုရင်တော့အတော်ကြိုးစားဆောက်လုပ်ရမယ့်အနေအထားပါပရမစ်တွေတိဆောက်တဲ့နေရာမှာအသုံးပြုထားတဲ့ကြောက်တုံးတုံးရဲ့အလေးချိန်ဟာ2တန်းကနေ15တန်းအထိအလေးချိန်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီခေတ်တုန်းကလူတွေမှာဒီကနေ့ခေတ်ကလိုကရိန်းတွေဘူဒိုဇာတွေဝင်ချီဆက်တွေလည်းရှိမနေသေးပါဘူးဒါကြောင့်လဲဒီလိုကြီးမားတဲ့ကြောက်တုံးကြီးတွေကိုမြို့တော်နဲ့ဝေးရနေရကနေဘလို့တည်ယူခဲ့ကြလဲဆိုတဲ့မေးခွန်းဟာသိပ္ပံပညာရှင်တွေနည်းပညာရှင်တွေတက်နှစ်ပေါင်းများစွာခေါင်းခဲစေခဲ့တာပါနောက်ပြီးဒီလိုကြီးမားလေးလံတဲ့ကြောက်တုံးကြီးတွေကိုအပေါ်ရောက်အောင်ဘလို့နီးလန်းတွေတုံးပြီးတိစောက်ခဲ့ကြလဲဆိုတာပေါ့ဒီလိုဖြစ်ရှင်းမှုခက်ခဲတဲ့မေးခွန်းများစွာကြောင့်လဲတချို့တွေကဒီပရမစ်ကြီးတွေကလူသားတွေတိစောက်ခဲ့တာမဖြစ်နိုင်ဘူးမာတီဘတ်စ်ကလူတွေတနည်းအားဖြင့်တခြားကဘာဂျိုသားတွေဆောက်လုပ်ခဲ့တာဖြစ်မယ်ပေါ့ဒီလိုထင်ကြေးပေးကြတာလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီကနေ့ခေတ်နည်းပညာရှင်တွေသမိုင်းပညာရှင်တွေနောက်ဘူမိဗေဒပညာရှင်တွေဒီပရမစ်နဲ့ပတ်သက်ပြီးတော့တွေ့ရှိမှတ်တမ်းတင်ထားသမျှနဲ့လက်တွေ့ကြကြဖော်ထုတ်ဖြည့်ရှင်းထားသမျှကိုဒီဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်တင်ပြသွားမှာပါဒီပရမစ်တွေကို BC 2560မှာဖာရိုဘီယံမင်းဆက်ရဲ့စတုထမြောက်မင်းဆက်ဖြစ်တဲ့ဖာရိုဂူဖူကတိစောက်ခဲ့တာပါအီဂျစ်နိုင်ငံမှာပရမစ်ပေါင်း100ကျော်ရှိပါတယ်အစောဆုံးလို့ယူဆရတဲ့ပရမစ်ကတော့ဂီဇာဘုရင်ရဲ့ပရမစ်ပါဒီပရမစ်ကြီးကတော့လှေကလေးပုံစံတိစောက်ထားပြီးတော့ဘုရင်တည်ဆုံးသွားတဲ့အခါမှာကောင်းကင်ဘုံမှာတက်လန်းနိုင်ဖို့တိစောက်ခဲ့တယ်လို့ဆိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါရာပေါင်းများစွာသောပရမစ်တွေတိစောက်လာနိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းရဲ့အောင်မြင်မှုဆိုလည်းမမှားပါဘူးဂီဇာပရမစ်ရဲ့မနီမဝေးမှာတော့ဖာရိုဘီယံခူဖူရဲ့ပရမစ်နဲ့ဖာရိုခါဖရဲ့ပရမစ်တွေရှိပါတယ်ဒီပရမစ်ကြီး၃ခုကတော့ဖာရိုဘီယံခူဖူရဲ့ပရမစ်ကအကြီးဆုံးပါဒီပရမစ်တွေကပရမစ်တွေတိစောက်ပြီးကာလနဲ့ယနေ့ခေတ်ကာလအထိအကြိမ်ပေါင်းများစွာဖောက်ထွင်းမှုခံခဲ့ရတာပါဒါကြောင့်လဲမမီယုံလောင်းတွေနဲ့တူမြုပ်နှံထားတဲ့ဘရင်ရဲ့အသုံးဆောင်တွေကတော့ပျောက်သလင်းခါနေအောင်ဖြစ်နေပါပြီနောက်ပြီးပရမစ်တွေတော်တော်များများဟာနှစ်ပေါင်းများစွာယာရီလူတန်ခံရတဲ့အတွက်အကောင်းပဂရိတန်မြင်ရဖို့မဖြစ်နိုင်တော့ပါဘူးယခုပြောပြတဲ့ပရမစ်ကြီး၃ခုကဒါထင်ကြရဖြစ်ကြံရှိနေတာပါပရမစ်တွေကိုနှပ်ဘက်ကြောက်တွေနဲ့တိစောက်ထားတာပါပြင်ဘက်ချမ်းကိုတော့အလင်းပြန်စေတဲ့ထုံးကြောက်တွေနဲ့ဖုံးထားတဲ့အတွက်အဲ့ဒီခေတ်ကာလတုန်းကတော့နေရာအောက်မှာတလက်လက်တောက်ပနေခဲ့တယ်လို့ဆိုပါတယ်တကယ်တမ်းတော့ပရမစ်တွေတိစောက်ခဲ့ရတဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိပါတယ်အဲ့ဒါကဖာရိုဘီယံနဲ့သူ့ရဲ့မျိုးဆက်တွေတည်ဆုံသွားတဲ့အခါမှာမြုပ်နှံတဲ့အုတ်ဂူတစ်ခုပဲဆိုတာပါအီဂျစ်လူမျိုးတွေကတမလွန်ပေါ်အားကိုယုံကြည်ကြပါတယ်သူတို့တည်ဆုံသွားတဲ့အခါရုပ်ခန္ဓာကြန့်ရှိခဲ့ပြီးတော့ဝိညာဉ်ကသူတို့ရဲ့နတ်ဘုရားတွေစီရောက်သွားကြတယ်နတ်ဘုရားတွေဖြစ်သွားကြတယ်လို့ဆိုပါတယ်ဒါကြောင့်လေသူတို့တည်ဆုံသွားတဲ့အခါမှာဝိညာဉ်ကကြန့်ရှိနေမှာဖြစ်တဲ့အတွက်ဒီခန္ဓာကိုယ်ပျက်စီးဆုံးရှုံးမှုမဖြစ်အောင်ပို့ပြီးအလေးထားမွမ်းမံကြဖို့လိုတယ်လို့သူတို့ကယုံကြည်ထားလို့ပါဖာရိုဘီယံတွေတည်ဆုံတဲ့အခါမှာကြာရှည်ခံစီဖို့အတွက်ခန္ဓာကိုယ်ခွဲပြီးဝမ်းလင်းကလေးစာတွေထုတ်ကြပါတယ်အဲဒီနောက်ကြာရှည်ခံအောင်စိတ်စိမ်ပြီးတော့ဒီလိုမမ်မီခေါင်းတလိုက်နဲ့ထည့်ပြီးပရမစ်တွေထဲမှာကူသွင်းကြတာပါသူတို့တည်ဆုံသွားတဲ့အခါမှာတမလွန်မှာထောက်ပံ့ဖြစ်နေစေဖို့အတွက်သူတို့ရဲ့လက်ဝတ်ရည်နာရီနဲ့ပိုင်ဆိုင်မှုတွေကိုပါထည့်သွင်းမြှုပ်နှံကြပါတယ်ဒါကိုဒီကနေ့ခေတ်မှာတွေ့ရှိရတဲ့မမ်မီယုံလောင်းတွေကနေတဆင့်အဲ့ဒီခေတ်အီဂျစ်တွေရဲ့ယုံကြည်မှုနဲ့ယဉ်ကျေးမှုကိုမြင်နိုင်မှာပါပရမစ်တွေရဲ့ထူးခြားတဲ့ချက်ကပရမစ်တွေအကုန်လုံးကနိုင်မြစ်အနောက်ဘက်ခြမ်းမှာရှိနေတာပါဒါကလည်းအရှိရဟာဘောရဲ့ရှစ်တန်ထားမြနေထွက်ရအရက်ဖြစ်ပြီးတော့တည်ဆုံသွားတဲ့အခါမှာနေဝင်ရအနောက်ရက်ဖြစ်တယ်လို့ဆိုပါတယ်ပြီးတော့အဲ့ဒီအရက်ဟာအီဂျစ်ဒဏ္ဍာရီတွေရတည်ဆုံသူတွေရဲ့ဝိညာဉ်ကဘာနဲ့ဆက်ဆက်နေကြတယ်လို့လည်းဆိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါတွေကတော့ဘာသာရေးယုံကြည်ချက်တစ်ခုပါပဲပရမစ်တွေရဲ့နောက်ကမှာတဘာလုံးဖြစ်ရဆန်းတွေကိုဇလန်းတွေအဖြစ်လူတွေစိတ်ဝင်စားမှုရရှိအောင်ဖန်တီးမှုတွေလည်းရှိနေပါတယ်ဒီကနေ့ခေတ်ဒီလေးလာတွေ့ရှိရသလောက်တော့ပရမစ်တွေထဲမှာရှေးနှစ်ပေါင်း2500ခန့်ကအံ့ဝယ်ပြီးသူကလက်ရတွေကလွဲပြီးတော့
တခြားဇလန်းတွေဒဏ္ဍာရီတွေတွေကလိုမော်ဆဆန်တဘာဝလုံးဖြစ်ရတွေတော့ရှိမနေပါဘူးအဲ့ဒီတော့ရှေ့ပိုင်းမှာပရမစ်တွေနဲ့ပတ်သက်ပြီးဗလာယူဆချက်တွေဒဏ္ဍာရီတွေတမိုင်းအကြောင်းတွေလူတွေထင်ကြေးပေးကြပုံတွေကိုတင်ပြပေးတဲ့နောက်မှာကျွန်တော်တို့ဒီကနေ့ခေတ်သိပ္ပံနဲ့နည်းပညာရှင်တွေတမိုင်းပညာရှင်တွေရောဒီပရမစ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်အတိုင်းအတာထိဖော်ထုတ်နိုင်ခဲ့ကြပြီလဲဆိုတာကျွန်တော်လေ့လာကြည့်လိုက်အောင်ပရမစ်တွေနဲ့ပတ်သက်ပြီးရှာဖွေဖော်ထုတ်တဲ့နေရာမှာအဓိကပါဝင်တာကတော့ Egyptology ဆိုတဲ့အဖွဲ့အစည်းတစ်ခုပါEgyptology အဖွဲ့အစည်းဟာအီဂျစ်နိုင်ငံမှာရှိတဲ့တမိုင်းကျောင်းတွေရှေးဟောင်းဘာသာစကားတွေကိုလေ့လာမှတ်တမ်းတင်တဲ့အဖွဲ့အစည်းတစ်ခုပါပဲသူတို့တွေကအခြားသောဗဟုဗေဒပညာရှင်တွေနည်းပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ပရမစ်တွေထဲမှာတွေ့ရှိရတဲ့မမ်မီယုံလောင်းတွေတမိုင်းကျောင်းတွေရှေးဟောင်းဘာသာစကားပေါင်းများစွာကိုဒီကနေ့ခေတ်မှာလေ့လာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဒီကနေ့ခေတ်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိမှုတွေအရပရမစ်တွေထဲမှာဒီစောက်အုပ်ဆောက်လုပ်စဉ်အခါအသုံးပြုခဲ့တဲ့စောက်တွေကျိုးတွေချိန်သီးတွေနဲ့ကြေးလာတွေကိုတွေ့ရှိခဲ့ပါတယ်ဒီအခြေခံကျတဲ့စောက်လုပ်ရေးပစ္စည်းတွေကပဲဒီပရမစ်တွေကိုအီဂျစ်လူမျိုးတွေတိစောက်ခဲ့တယ်ဆိုတာသက်သေပြနေပါတယ်ပရမစ်တွေတိစောက်ရာမှာအသုံးပြုတဲ့ကြောက်တုံးတွေကိုရွှေ့ပြောင်းတဲ့နေရာမှာတစ်လုံးတွေဇောင်းရှောတွေကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီဇောင်းရှောတွေကိုပရမစ်တွေမြစ်လာတဲ့မြမြေကြီးတွေဖို့တုံးတွေခုပြီးတော့ကြောက်တုံးတွေကိုမြစ်ထိအောင်ပင့်တင်ကြတယ်လို့ပညာရှင်တွေကခန့်မှန်းပါတယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ဒီထပ်ပြီးစဉ်းစားစရာမေးခွန်းတွေကလည်းရှိနေပါသေးတယ်ဒီကြောက်တုံးကြီးတွေကိုဘယ်ကနေရလဲဘယ်လိုတည်ခဲ့ကြလဲဆိုတာပေါ့ဒါလည်းပညာရှင်တွေရဲ့ဖြေကရှင်းပါတယ်ဒီပရမစ်တွေတိစောက်တဲ့ကြောက်တုံးတွေကိုရေလမ်းကြောင်းကနေတဆင့်လှေဖောင်တွေနဲ့တည်ခဲ့ကြတယ်လို့ဆိုပါတယ်2022ခုနှစ်မေလမှာဂျိုရူတပ်ပုံတွေအခြားအချက်လက်တွေနဲ့နောက်ဘူမိဗေဒဆိုင်ရာအချက်လက်တွေရနိုင်မြရဲ့လက်တက်ခွဲတစ်ခုဖြစ်တဲ့ Armas ဆိုတဲ့လက်တက်ခွဲတစ်ခုဟာပရမစ်တွေနာဖြတ်တန်းစီးဆင်းသွားခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ပရမစ်တွေပေါ်ကနေအချောတက်ဖို့အသုံးပြုတဲ့ထုံးကျောက်တွေကိုနိုင်မြရဲ့တစ်ဖက်ကတူရာဆိုတဲ့ဒေသမှာရှိတဲ့ကျောက်မိုင်းတွေကတဆင့်တည်ယူခဲ့တယ်လို့ဆိုပါတယ်ဂူဖူဘီယမင်းဆက်ကအလဲလဲစစ်စောက်လုပ်ရေးပညာရှင်တယောက်ရဲ့မှတ်တမ်းအရအတည်ပြုနိုင်ခဲ့တာပါဒီမှတ်တမ်းဟာပရမစ်တွေရဲ့ဗဟေလိကိုဖြေရှာဖို့တဲ့များစွာအထောက်အကူပြုခဲ့ပါတယ်ပရမစ်တွေတိစောက်တဲ့နေရာမှာအဓိကအသုံးပြုတဲ့နှပ်ဘက်ကျောက်တုံးတွေကိုနိုင်မြရဲ့တောင်ဘက်ချမ်းမိုင်900လောက်ဝေးတဲ့ S1 ဆိုတဲ့ဒေသနဲ့တည်ယူခဲ့တယ်လို့ဘူမိဗေဒပညာရှင်တွေကအတည်ပြုထားပါတယ်ကြောက်တုံးတွေကိုစီဖြစ်စေဖို့ဒီကြောက်တုံးတွေကိုကြေးလွှားရည်နဲ့ဖျက်တောက်ကြတယ်လို့ယူဆထားပါတယ်ဒါကိုတည်ပြုနိုင်ဖို့လည်းပညာရှင်တွေကကြေးလွှားရည်နဲ့ကြောက်တုံးတွေကိုဖျက်တောက်နိုင်တယ်ဆိုတာကိုတရုပ်ပြခဲ့ကြတာပါဒါတကယ်ပဲအလုပ်ဖြစ်ခဲ့ပါတယ်ဒါဆိုရင်ဒီလောက်များတဲ့ကြောက်တုံးတွေကိုဘယ်လိုဖျက်တောက်ခဲ့တယ်ဆိုတဲ့မေးခွန်းကပေါ်လာပြန်ပါတယ်ဒါကလည်းရှင်းပါတယ်အဲ့ဒီခေတ်ကာလမှာအလုသမားအများပြားကိုတုံးဆွဲခဲ့ကြတယ်ဆိုတာပါအလုသမားအများကြီးနဲ့ပစ္စည်းစုံစုံလင်းနဲ့ဖျက်တောက်ရင်မဖြစ်နိုင်ကြတော့မရှိပါဘူးအဲ့ဒီတော့မိတ်ဆွေတို့အနေနဲ့ပရမစ်တွေနဲ့ပတ်သက်တဲ့ဗဟေလီပေါင်းများစွာကိုဒီဗီဒီယိုလေးကနေဖြည့်ပေးပြီးသားဖြစ်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe နှိပ်ထားသွားနိုင်ပါတယ်ခင်ဗျာ